ဆိုတဲ့တခြင်းအဖြစ်ဆက်လက်ပြီးချီးမွမ်းကြပါစို့ရာတန်နိုင်တဲ့အိုဖယားရှင်ခင်ယေရှုလူနာဆွဲသူများလူတန်းစင်ပေးခဲ့တယ်ရာတန်နိုင်တဲ့အိုဖယားရှင်ခင်ယေရှုမမြင်နိုင်တဲ့သူများသူလမ်းပြအလင်းပေးကျွန်တော်ရဲ့ပြဿနာများအားလုံးထက်ကြီးမြတ်တော်မူသောလောကကြီးကိုထိန်းချုပ်ထားတဲ့ရှင်ကိုရောရဲ့လက်တော်ဆက်တမ်းပြီးအားနဲ့ကျွန်တော်ကိုကယ်ပါဒုက္ခများမှာရွေးတော်မူပါရာတန်နိုင်တဲ့ဘုရားရှင်ယေရှုလေမုန်တိုင်းတွေလည်းသူဆုံးမပေးခဲ့တယ်ရာတန်နိုင်တဲ့ဘုရားရှင်ယေရှုဒီတိတ်ချမ်းမလဲသူထားမြောက်ခဲ့ကျွန်တော်ရဲ့ပြဿနာများအားလုံးထက်ကြီးမြတ်တော်မူသောလောကကြီးကိုထိန်းချုပ်ထားတဲ့ရှင်ကိုယ်တော်